နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်နောက်နှစ်ဦးလာဆန်း9ရက်2022ခုနှစ်ဧပြီလ9ရက်ဇာတပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောစိတ်အညစ်အကြေးများတရားဒေသနာတော်မြတ်စွာဘုရားဟောထားတဲ့ဝဋ္ဌတုတ်ဆိုတာရှိတယ်ဝဋ္ဌဆိုတာအဝတ်အထည်လူတွေအသုံးပြုတဲ့အဝတ်အထည်သုံးဖို့ပိတ်အုပ်အဲ့ဒါဝဋ္ဌပါဠိလိုဝဋ္ဌလို့ခေါ်တယ်အဲ့ဒီဝဋ္ဌလို့ခေါ်တဲ့အဝတ်အထည်ကိုဥပမာပေးပြီးတော့လူတွေရဲ့စိတ်တန်ရှင်းရေးအတွက်ဟောကြားဆုံးမတဲ့သုတ်တံဖြစ်တယ်လူဘဝနဲ့လည်းဆက်ဆိုင်တယ်ဒါကြောင့်မို့ဒီကနေ့အဲ့ဒီဝဋ္ဌသုတ်သုံးဖို့ဝတ္ထုပမသုတ်အဝတ်ထည်နဲ့ဥပမာပေးပြီးတော့စိတ်ရဲ့အညစ်အကြေးတွေဆိုတာတွေကိုသိရှိနားလည်အောင်လို့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာဖြစ်တယ်အဲ့တော့လူတိုင်းဟာကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ကြစိတ်တ ानु ပတ္တနာလို့မဟာသရိပ္ပရဏသုတ်မှာဟောတဲ့စိတ်ကိုလေ့လာသုံးသပ်တယ်ဆိုတာလည်းပဲကိုယ်စိတ်ထဲမှာအညစ်အကြေးရှိမရှိအညစ်အကြေးရှိနေညှဉ်းနှွမ်းတဲ့စိတ်အညစ်အကြေးမရှိဘူးဆိုရင်ဖြူစင်တဲ့စိတ်စင်ကြယ်မှုမစင်ကြယ်မှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာပဲဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီဝဋ္ဌသုတ်ဟာလည်းပဲစိတ်တ ानु ပတ္တနာနဲ့သက်ဆိုင်တယ်လို့ဒီလိုမှတ်ကိုယ်ဆင်ញင်သုံးသပ်เสียလူတိုင်းမှာ၄မျိုးရှိတယ်တခုကတော့ရုပ်ခန္ဓာနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ကာယ ानु ပတ္တနာလို့ခေါ်တယ်ရုပ်တရားနဲ့ပတ်သက်ပြီးတော့သိရှိနားလည်ဖို့ဘာလို့လဲဆိုရင်လူတွေရဲ့ဆွဲလန်းမှုဟာရှုပ်ဆင်းပေါ်မှာဆွဲလန်းကြတာဖြစ်တယ်ပေါ့လူတိုင်းဟာကိုယ်လှတယ်ကိုယ်လှတယ်လို့ထင်တယ်လို့သူများကိုလည်းလှတယ်လို့ထင်တယ်အဲ့ဒါနဲ့ကိလေသာတွေဖြစ်ပွားပြီးအကုသိုလ်တွေများကြတာဟုတ်အဲ့တော့ကိလေသာတွေဖြစ်ပွားအကုသိုလ်တွေများနေတာတွေနဲ့ပတ်သက်ပြီးတကယ်မတင့်တယ်ပါပဲနဲ့တင့်တယ်တယ်လို့ထင်နေတဲ့အထင်ကြီးပျောက်ဖို့ရအတွက်မြတ်စွာဘုရားကာယ ानु ပတ္တနာကိုဟောတာပဲဆိုလိုတာတော့လူတိုင်းဟာယုတ်ခန္ဓာရှိနေတယ်ယုတ်ခန္ဓာပေါ်မှာလှပတယ်လို့ထင်နေတဲ့အထင်တစ်ခုဟာလူတိုင်းကိုလွှမ်းမိုးထားတာဖြစ်တယ်အဲ့ဒါပြောက်ဖို့ကာယ ानु ပတ္တနာရှိဖို့လိုတယ်ပေါ့ထို့တူပဲလူတွေဟာစိတ်ခံစားချက်ပေါ်မှာအကြောင်းပြုပြီးတော့စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘတွေဒေါသတွေဖြစ်ကြတာကိုဆိုပါစို့လူတွေရဲ့စိတ်ခံစားချက်ကအကြမ်းများအပြင်တော့၃မျိုးရှိတာပေါ့ဒီ၃မျိုးထဲမှာခံစားတဲ့အစဉ်ပြေတဲ့ပြောစရာကောင်းတဲ့စိတ်ခံစားမှုပေါ်မှာဆိုရင်လူတွေရဲ့ကျင့်တတ်ကြတယ်ကျင့်တတ်တယ်လို့ဆိုတဲ့သဘောကနှစ်သက်တဲ့မျက်နှိုးတဲ့ဒါမျိုးလိုချင်တယ်ဆိုတဲ့ရာဂဆိုတဲ့ကိလေသာတရားဟာဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့ရာဂဆိုတဲ့တဏှာဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒုက္ခယဝေဒနာယရာဂနုတယောနုတေတိတဲ့
စိတ်ထဲမှာကောင်းတဲ့ခံစားချက်နဲ့ပတ်သက်လာတဲ့အခါလူတိုင်းဟာကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတဲ့စိတ်ခံစားမှုပျော်ရွှင်မှုပေါ်မှာကျင့်တတ်တယ်ကျင့်တတ်တော့အဲ့ဒါကိုလိုချင်လားအဲ့လိုချင်နေဆိုတဲ့ရာဂဟာလူရဲ့တဏ္ဍာမှာကိန်းအောင်လာကြီးထွားလာတယ်ထို့တူပဲဒုက္ခရဲ့ဆန့်ကျင်မဲ့ဒုက္ခတခါအဆင်မပြေလို့စိတ်ဆင်းရဲစရာတွေကိုယ်ဆင်းရဲစရာတွေကြုံတာရှိတယ်အဲ့လိုဆင်းရဲဒုက္ခနဲ့ကြုံတဲ့အခါကျတော့လူရဲ့စိတ်ခံစားမှုကဘာဖြစ်တော့ဒေါသဖြစ်တယ်နော်ကိုယ်ဖြစ်ရမလားတချို့ဆိုခေါင်းကိုက်ရမလားဆိုခေါင်းကိုထုတယ်အဲ့လောက်ထိအောင်စိတ်ခံစားမှုတွေရှိကြတယ်ပေါ့နော်ဒုက္ခကိုအကြောင်းပြုပြီးစိတ်ခံစားမှုတွေဖြစ်တဲ့အခါမှာဒေါသနောက်ကလိုက်လာတယ်အဲ့ဒါကိုဒုက္ခယဝေဒနာယပဋိက္ခနုတေယောနုသေတိပဋိက္ခဆိုတာနဲ့ဒေါသဆိုတာတူတူပဲအဲ့ဒုက္ခဝေဒနာနဲ့ကြုံတိုင်းဟာလူတွေမှာဒေါသဆိုတာဖြစ်ပွားတယ်ဒေါသတွေဖြစ်ပွားလာတယ်အဲကြောင့်ဝေဒနာကိုသိချဝေဒနာအနေနဲ့သိဖို့လိုတယ်ပေါ့ငါနဲ့တွဲလိုက်လို့ရှိရင်ငါချမ်းသာတယ်ငါဆင်းရဲတယ်ငါပျော်တယ်ငါစိတ်ညစ်တယ်ဆိုတာနဲ့တွဲလိုက်တဲ့အခါကျတော့ခုနမရှောင်လွဲနိုင်တဲ့လောဘဒေါသဖြစ်ပေါ်လာတာတခါတည်းကျတော့မသိတာတဲ့စိတ်ခံစားမှုတွေရှိတယ်မထူးဆန်းတဲ့စိတ်ခံစားမှုလို့ပြောပေါ့ဆိုပါစို့ဒုက္ခဝေဒနာဆိုတာသိတာတယ်ဒုက္ခဝေဒနာလည်းသိတာတယ်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့စိတ်ခံစားချက်မျိုးကြတော့မသိတာဗျမသိတာတဲ့အခါမှာစိတ်ခံစားမှုဖြစ်တယ်ဆိုတာကိုမသိလိုက်တာအဲ့ဒီမသိလိုက်ဘူးဆိုတာဟာတကယ်ဖြစ်ခဲ့တဲ့နဲ့မသိဘူးဆိုရင်အဝိဇ္ဇာလို့ခေါ်တယ်မောဟနော်အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်အဒုက္ခယအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတေယောနုသေတိတဲ့မသိတာမထင်ရှားတဲ့ဝေဒနာဖြစ်ပြီဆိုလို့ရှိရင်တော့ဒုက္ခရောလို့လဲရာဂမဖြစ်ဘူးဒုက္ခရောလို့လဲဒေါသဖြစ်เสียအထီအောင်မထင်ရှားဘူးအဲ့ဒီလိုမထင်ရှားလို့ဘာမှမဖြစ်တဲ့အနေနဲ့ဖြစ်သွားပြန်တော့လေကိလေသာကလွတ်လာဆိုမလွတ်ဘူးအဝိဇ္ဇာဆိုတဲ့အနုတ္တယမောဟဆိုတာကိန်းသွားပြန်တယ်အဲ့လိုနဲ့ယင်ထဲမှာရာဂဒေါသမောဟဆိုတဲ့ဟာတွေကရှင်ထဲမှာအပြည့်ရောက်လာတာဖြစ်အဲ့ဒါကြောင့်မလို့ဝေဒနာနုပဒနာမြတ်စွာဘုရားဟောတာဝေဒနာနုပဒနာနဲ့ရှုမှတ်ပွားပြီးတော့ဒုက္ခခံစားရလို့ရှင်လဲရာဂမဖြစ်ဖို့ဒုက္ခခံစားရလို့ရှင်လဲဒေါသမဖြစ်ဖို့အဒုက္ခမဒုက္ခဆိုမထင်ရှားတဲ့ဝေဒနာနဲ့ချုပ်တဲ့အခါမှာလည်းပဲမသိလိုက်တာမဖြစ်ဖို့ဆိုတဲ့ဒါတကယ်ဖြည့်စည်းတွေကိုမြတ်စွာဘုရားပေးတာပဲဖြစ်တယ်။နောက်စိတ်တ ानु ပဒနာကြတော့ကိုယ်စိတ်ထဲမှာလောဘရှိနေသလားလောဘတွေဖြစ်သလားဒေါသတွေဖြစ်သလားမောဟတွေဖြစ်သလားစိတ်ရဲ့အညစ်အကြေးတွေနဲ့ပတ်သက်ဖို့သိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကြောင့်စိတ်တ ानु ပဒနာဟောတာဒီကနေ့ဟောမဲ့ဝဋ္ထတုတ်သို့မဟုတ်ဝဋ္ထုပမတုတ်အဝတ်နဲ့ဥပမာပေးထားတဲ့တုတ်ကိုမြန်မာလိုကောင်းစဉ်တက်ပြီးတော့စိတ်အညစ်အကြေးများဆိုတာနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုဟောမှာပါအဲ့တုတ်တန်ကိုဟောမှာပါအဲ့တုတ်တန်ကိုအနှစ်ချုပ်ပြီးတော့နားလည်လွယ်အောင်ဟောဒီတုတ်တန်ကိုမြတ်စွာဘုရားကယဟန်တွေကိုဟောတာယဟန်တွေကိုဟောသည့်အတွက်ကြောင့်ယဟန်တို့ဆိုတဲ့အလုပုတ်တွေရှိတယ်ခေါ်တဲ့စကားလုံးလေးတွေပါတယ်အဲ့ဒါတွေကိုဖြုတ်ထားပြီးတော့တရားနာတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ်ရည်ညွှန်းတဲ့ဆိုတာသိရှိနားလည်ဖို့ယဟန်တို့ဆိုတဲ့အခေါ်ကို
ခဏဖယ်ထားပြီးတော့တရားသာတက်တက်နဲ့နားထောင်ကြည့်ကြရအောင်နော်မြတ်စွာဘုရားဟောတဲ့ထဲမှာ main teaching လို့ခေါ်တဲ့အထက်ကဟောကြားချက်ကပါတော့ဆိုရင်စိတ်ရဲ့အညစ်အကြေးများစိတ်ဤအညစ်အကြေးများလို့ဆိုတော့စိတ်ကတခြားအညစ်အကြေးကတခြားတယ်လို့နားလည်ရမှာစိတ်ကတစ်ခုအညစ်အကြေးကတစ်ခုနှစ်ခုဆိုတော့ပေါ့စိတ်ဤအညစ်အကြေးများဘာနဲ့ဥပမာတူတော့ဆိုရင်အဝိုးရဲ့အစွန်းအညစ်အကြေးများတန်ရှင်းနေတဲ့အဝတ်မှာအစွန်းအပေတွေထင်တာလို့စိတ်မှလည်းပဲအညစ်အကြေးတွေကဆွဲကပ်တာတဲ့အဲ့တော့စိတ်ရဲ့အညစ်အကြေးများဆိုတဲ့စကားလေးကိုရှေ့ဥစွာမှတ်ဖို့လိုတယ်စိတ်ဆိုတာကပဂတိအနေထားအဖြစ်အဝတ်ထဲလို့ပဲအယောင်မရှိဘဲနဲ့ဖြူနေတဲ့ဖြူစင်းနေတဲ့အရာပဲဖြစ်တယ်အယောင်တွေကနောက်မှလာဆိုးတယ်နော်အဖြူတယ်လို့ပြောရမယ်စိတ်ဟာအဖြူတယ်လို့ဆိုတာလောဘနဲ့လည်းမတွဲဘူးဒေါသနဲ့လည်းမတွဲဘူးမောဟတို့ပမာဏတို့အိတ်သားတို့ပစ္စရိယဒါတွေလည်းမတွဲဘူးပေါ့သူတော်ဘာဆိုရင်ဖြူတယ်ဟာစိတ်ဟာတန့်စင်နေတယ်အဲတန့်စင်နေတဲ့စိတ်ကိုအညစ်အကြေးတွေကလာပြီးတော့ကတ်တာအဲ့ဒါကိုသဘောပေါက်စိတ်ကတခုအညစ်အကြေးတွေကတခုစိတ်နဲ့ညစ်ကြေးစိတ်အညစ်ကြေးပြလို့ဆိုတော့စိတ်ဟာအဖြူတယ်ဆိုတာကိုမြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောထားတာရှိတယ်ပပ္ပတရပိဒံဘိက္ခဝေစိတ်တံစိတ်ဟာသဘာဝအဖြစ်အဖြူတယ်ဖြစ်တယ်အယောင်တလဲလဲထွက်နေတယ်ဆိုတာဒါဖြူတဲ့သဘောကိုပြောတာပါစိတ်ဟာတဘာဝအတိုင်းကဖြူတယ်တင်္စခောအာဂနုကေဟိဥပကိလေတေဟိဥပကိလေထံအဲ့ဒီအဖြူတဲ့တတ်ဖြစ်တဲ့စိတ်ကိုတဲ့နောက်မှဝင်ရောက်လာတဲ့စိတ်အညစ်အကြေးတွေကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်လိုက်တာဖြစ်တယ်ဒါသဘာဝပဲလေအဝတ်ထဲဆိုတာဖြူစင်းနေတာနောက်ကြတော့မှဟိုညစ်ကြေးနဲ့ထိလို့ပေးသွားလိုက်ဒါနဲ့ထိလို့ပေးလိုက်နဲ့နော်အစွန်းထင်းနေဖြစ်လာတာအစွန်းထင်းကတခြားအဝတ်ထဲကတခြားအဝတ်ထဲမှာပေးနေတဲ့အစွန်းထင်းနေအဲ့ဒါလိုပဲစိတ်မှာပေးနေတဲ့အညစ်ကြေးတွေဒါကိုဒီသုတ်တံမှာမြတ်စွာဘုရားကစပြီးတော့အဝတ်ဥပမာနဲ့စပြီးတော့ဟောတာအဲ့ထဲမှာမြတ်စွာဘုရားဟောလို့ရင် main teaching လို့ခေါ်တဲ့အထက်ကဟောကြားချက်ကဘာလို့ဆိုစိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတဲ့ဒါလူတိုင်းမှတ်တာဘူးစိတ်ညစ်ပေနေလို့ရှိရင်မကောင်းတာပဲဖြစ်မယ်ကိုယ်စိတ်ဖြစ်ဖြစ်သူစိတ်ဖြစ်ဖြစ်အခုစိတ်ရဲ့အညစ်အကြေးတွေတစ်ခုညစ်ပေနေမဲ့ဆိုရင်ဒါမကောင်းတာပဲဖြစ်မယ်မကောင်းတာဖြစ်တယ်ဆိုရင်သူတွေးတာလည်းမကောင်းတာပဲတွေးမယ်ပြောရင်လည်းမကောင်းတာပဲပြောမယ်လုပ်ရင်လည်းမကောင်းတာတွေပဲလုပ်မယ်သိရင်လည်းမကောင်းတဲ့ဘဝပဲရောက်မယ်ဒီလိုဆိုလို့တယ်နော်စိတ်ဟာညစ်ပေနေတယ်ဆိုရင်မကောင်းတာပဲဖြစ်မယ်မြတ်စွာဘုရားဟောတဲ့စကားလုံးကစိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်္ခာစိတ်တေစိတ်သည်တန်ကိလေထေအညစ်အကြေးတွေကြောင့်ညှဉ်းနှွမ်းနေပဲဆိုရင်ဒုက္ခတိပါတိကင်္ခာမကောင်းတဲ့အနေထားမကောင်းတဲ့ဘဝမျိုးကိုသာလေမျောလင်းရမှာဖြစ်တယ်လို့ဆိုလို့တယ်ပေါ့ဗျာအဲ့တော့စိတ်ထဲမှာအညစ်အကြေးရှိနေလို့ရှိရင်မကောင်းဘူးလို့ဆိုလို့တယ်အနာဂတ်အတွက်မကောင်းဘူးကောင်းတဲ့စရာအကြောင်းမရှိဘူးလူတွေဟာတွေးလဲအကောင်းတွေးမှာမဟုတ်ဘူးပြောလဲကောင်းတာပြောမှာမဟုတ်ဘူးလုပ်ရဲကောင်းတာလုပ်မှာမဟုတ်ဘူးအဲ့တော့မကောင်းတာတွေတွေးတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်အဲ့တော့မကောင်းမှုဆိုတာကတော့အပြစ်ရှိတဲ့အရာတွေကိုဆိုလို့တယ်ပေါ့နော်ကိုမကြိုက်လို့မကောင်းတာတော့မဟုတ်ဘူးပြစ်ရှိတဲ့အရာတွေ